ဒီအများနဲ့ကောက်တဲ့ customer တွေကျွန်တော်ဒီကနေပြီးအကြံပေးခြင်းတယ်ပေါ့နော်ဘယ်လိုအကြံပေးခြင်းလဲဆိုတော့ကိုကကောက်သားလေးလည်းလှလှလေးလိုချင်တယ်ဘယ်လိုချင်တယ်မပြတ်စည်းချင်ဘူးပုံသေးစရာလည်းအရင်မလိုအပ်ဘူးဆိုတော့စပင်းအကျမ်းမာရမှာတချို့အဲ့ဒါကြတော့စပင်းကလည်းလှလှလေးကောက်ချင်တယ်ဘောနော်စပင်းကကြတော့လေကိုကချွတ်ဆေးတွေလည်းသုံးတယ် highlight တွေလည်းဖောက်တယ်အရင်အယောင်တောက်တဲ့အယောင်တွေလည်းစိုးတယ်ပေါ့နော်အမဲတွေခဏစိုးတယ်ဆိုရင်သူကစပင်းကောက်တဲ့အခါကြလို့ရှိရင်ရာနှုန်းကြီးသိမ့်မလောက်အောင်ပေါ့နော်အဓိကပေါ့နော်စပင်းကိုအမြဲကောက်ထားတယ်လှချင်တယ်စံလုံးလည်းပြောင်ပြောင်ဆူဆူလေးဖြစ်ရှင်တယ်ဆိုရင်အယောင်ဆိုးလို့ရတယ်အငိမ်အယောင်လေးတွေဆိုပါအယောင်အရန်တောက်တဲ့အရန်အဝါဘက်သွားတဲ့အယောင်စပင်းပြက်စီးစေမဲ့အယောင်အရန်တောက်တာတွေဆိုအိမ်မဆိုးနဲ့နောက်တစ်ခုကကျတော့စပင်းအမြဲတမ်းကောက်တဲ့ customer တွေဆိုရင်ရှုပ်ဆေးမသုံးပါနဲ့ရှုပ်ဆေးသုံးတယ် high net ဒီပိုင်းဖောက်လို့ရှိရင်စပင်းကောက်တဲ့အခါကျလို့ရှိရင်ကတော့ကိုယ်စပင်းကကောက်သားလည်းမလောက်ကောက်သားလည်းဖွာတယ်ဒါကြောင့်မို့လို့အကြံပေးချင်တာစပင်းအမြဲတမ်းကောက်တဲ့ customer တွေဆိုရင်ရှုပ်ဆေးပထမတစ်ချက်ကတော့ချူဆေးအရင်မသုံးနဲ့ဟိုင်းနဲ့အရင်မဖောင်းနဲ့ဒါပေမဲ့အရင်ဝါတဲ့အရင်အရင်တောက်တွေမစိုးနဲ့နောက်တစ်ခါကျတော့အမဲခဏမစိုးနဲ့ပေါ့နော်ဘာလို့လဲဆိုတော့စပင်းကအဲ့မျိုးခဏလုပ်ပြီးဆိုရင်ကိုကလိုချင်တာကောက်သားလှလေးလိုချင်တယ်စပင်းကပြက်စီးနေပြီဆိုရင်ကျွန်တော်တို့ကျတော့ကောက်ပေးရကြတော့အတက်နိုင်ဆုံးတော့ကောက်ပေးဒါပေမဲ့ကိုလိုချင်တဲ့ပမာဏကောက်သားကြတော့အဲ့လိုလွယ်မကူတဲ့အတွက်ကြောင့်မလို့ကိုဘက်ကလည်းစပင်းကိုကူးဆိုင်ပြီးတော့ထိမ့်ပေးပြီးတော့မှမွေးထားမယ်ဆိုရင်ကောက်ရတာကိုလည်းကောက်သားလှလေးရတယ်လို့စပင်းလည်းမပြက်စီးဘူးကို့မှာဆိုလည်းအမြဲတမ်းလှနေတယ်အဲ့လိုကျွန်တော်ကဒီကနေပြီးအကြံပေးတာပါစပင်းအမြဲတမ်းကောက်နေတဲ့ customer တွေပေါ့ကျွန်တော်ကတော့ designer ကိုစီတူတောင်မွေ home bar plat မှာရှိပါတယ်ဒီတောင်မွေ home bar plat မှာဆိုရင်အခုဆိုရင်အထူး promotion တွေရှိပါတယ်promotion တွေရှိတဲ့အတွက်ကြောင့်မို့လို့စပင်းလုံးရှင်နဲ့ဆိုရင်ကတော့ဒီကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံး